ချစ်ကလေးရေအနည်းဆုံးမရက်ဘွားကိုတော့ဖယ်လိုက်ပါဦးဒီနေ့ညကတော့မနိုဟရရဲ့မင်္ဂလာဥညပဲဖြစ်ပါတယ်ဒါကြောင့်သူကလည်းတော်တော်လေးကိုပျော်ရွှင်နေခဲ့ပါတယ်သူကတော့မင်္ဂလာမဆောင်နိုင်ဖြစ်နေခဲ့တာပါတော်တော်လေးကိုခက်ခဲနဲ့မိန်းကလေးတယောက်ရှာလာခဲ့တာပဲဖြစ်ပါတယ်ဂရင်ပေါ်ကိုထိုင်လိုက်တဲ့အချိန်မှာပဲမနိုဟရကလည်းမိန်းကလေးရဲ့ဘွားကိုဖယ်ခဲ့ပါတယ်ဘွားကိုဖယ်လိုက်တဲ့အချိန်မှာမနိုဟရကလည်းလမ်းဖြန့်သွားခဲ့ပါတယ်သူကဘွားကိုဖယ်လိုက်တဲ့အချိန်မှာမိန်းကလေးတယောက်မဟုတ်ဘဲနဲ့မွေမတကောင်ထိုင်နေခဲ့တာကိုတွေ့လိုက်ရပါတယ်ဒါဘာကြီးလဲဒုက္ခပါပဲဝဝင်းနေစမ်းငါနဲ့ဝဝင်းနေမနိုဟရကလည်းသူ့ရဲ့အခန်းထဲကနေပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်မွေငါရဲ့အခန်းထဲမှာမွေတကောင်ရှိနေတယ်ဘာဖြစ်ကြလဲမနိုဟရရဲ့မင်းဘာဖြစ်နေရလဲဘာလို့ပြေးနေရတာလဲငါရဲ့အခန်းထဲမှာမွေတကောင်ရောက်နေတယ်ဘယ်မှာလဲလာငါတို့သွားကြည့်ကြတာပေါ့မနိုဟရနဲ့အတူတူအဲ့ဒီလူကအခန်းထဲကိုဝင်လာခဲ့တဲ့အချိန်မှာတော့အရန်ကိုချော်မောလှပတဲ့ကရိုသမီးလေးထိုင်နေတာကိုပဲတွေ့မြင်ခဲ့ရပါတယ်ဒုက္ခပဲကွာမင်းကဘာတွေရှောက်ပြောနေရလဲဘယ်မှာလဲမွေမကဒီမှာမင်းရဲ့မိန်းမပဲရှိတာလေဒါပေမဲ့ငါကအခုလေးတွေမွေတကောင်ကိုတွေ့ခဲ့တယ်ကြည့်ရတာမင်းအိမ်မက်တွေဘာတွေမှတ်နေတာဖြစ်မှာပေါ့မနိုဟရကလည်းရှင်းပြလို့မရတဲ့အစုံမှာတော့ဘာမှပြောမနေတော့ဘဲနဲ့သွားအိတ်ခဲ့ပါတယ်သူကလည်းစိတ်အေးသွားအောင်လို့သူဟာသူအများကြီးရှင်းပြနှစ်သိမ့်နေခဲ့ပါတယ်ဟုတ်တယ်ငါကအိမ်မက်တွေဘာတွေမှတ်ပြီးတော့ထင်အောင်ထင်မှားဖြစ်နေတာပဲဖြစ်ရမယ်ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမနိုဟရအိပ်ပျော်သွားခဲ့တဲ့အချိန်မှာပဲသူ့ရဲ့မိန်းမဖြစ်သူကတော့ရည်နေခဲ့ပါတယ်ရည်နေနဲ့သူမကအမှန်တကယ်မှမွေတကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ပြီးတာနဲ့ဂရင်ပေါက်ကနေပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်အခုချိန်ကနေစပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း100အတွင်းမှာတော့ဘယ်လာဆိုတဲ့မွေမတကောင်ကဒီနေရာမှာနေခဲ့တာပါဒီနေရာမှာအရင်တော့ကတော့ကြီးပဲရှိတာပါဘယ်လာဆိုတဲ့မွေမကတော့ရှန်တနူးဆိုတဲ့မွေတကောင်နဲ့ချစ်ကြိုက်နေခဲ့ပါတယ်မနိုဟရကတော့ပြီးခဲ့တဲ့ဘဝတုန်းကမွေးစရာတယောက်ဖြစ်ခဲ့တာပါသူကတော့တနေကုန်တနေကန်တောက်ထဲကိုရှောက်သွားနေပြီးတော့မွေတွေကိုလိုက်ရှာနေခဲ့ပါတယ်ဒီနေ့မွေတကောင်လောက်ပဲရပါစေအောင်ငါအဲ့ဒီမွေကိုရောင်းပြီးတာနဲ့အိမ်ကိုပဲပြန်လိုက်တော့မယ်အချိန်ကြာကြီးရှာပြီးနောက်မှာတော့မနိုဟရကလည်းမွေတကောင်ကိုတွေ့ရှိသွားခဲ့တဲ့အတွက်သူကလည်းအဲ့ဒီမွေကိုဖမ်းပြီးတော့အိမ်ကိုပြန်သွားခဲ့ပါတယ်မနိုဟရကိုတောက်ထဲမှာရှိတဲ့မွေတွေမွေမတွေအားလုံးကကြောက်ကြပါတယ်မွေမတွေအားလုံးကလည်းသူတို့ရဲ့ကလေးတွေကိုမနိုဟရဆိုတဲ့နာမည်ကိုကင်ပြီးတော့ခြောက်လန့်ကြပါတယ်အခုချက်ချင်းအမြန်အိတ်လိုက်တော့အခုမအိတ်ဘူးဆိုလို့ရှိရင်မွေစရာကြီးရောက်လာလိမ့်မယ်နော်အဲ့ဒီမနိုဟရကအရန်ကိုကြောက်စရာကောင်းတဲ့တားလေးကိုဖမ်းသွားလိမ့်မယ်ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့မွေကလေးလေးတွေအားလုံးကလည်းကြောက်လန့်သွားတတ်ကြပါတယ်အဲ့လိုပဲသူတို့ရဲ့ဘွားလေးကဖြတ်တန်းနေထိုင်နေခဲ့ကြပါတယ်ဘဲလာမွေမကတရက်မှာတော့သူရီစာရှောင်းတနူးကိုပြောခဲ့ပါတယ်ရှောင်းတနူးရေကျမရှင်ကိုအရန်ချစ်တယ်ရှင်ကျမနဲ့လက်ထပ်နိုင်မလားဘဲလာငါလည်းမင်းကိုအရန်ကိုချစ်ပါတယ်ငါကတော့ဒီဘဝတော့မင်းနဲ့ပဲလက်ထပ်ချင်တယ်ရှန်တနုနဲ့ဘယ်လာတော့နှစ်ယောက်စုံရဲ့အချစ်ဇလန်းလေးကတော့တတရာပဲစတင်နေခဲ့ပါတယ်ညနေငယ်ကြာသွားတဲ့အချိန်မှာတော့မွေတိုင်းပြည်မှာရှိတဲ့မွေတွေမွေမတွေကြားထဲမှာဒီသတင်းစကားပြန်နှံသွားခဲ့ပါတယ်တိလားဘယ်လာနဲ့ရှန်တနုကတော့တခုခုဖြစ်နေကြပြီနဲ့တူတယ်တိတယ်ငါဒီအကြောင်းသိတာပေါ့မနေ့ကတော့ကသူတို့နှစ်ယောက်စုံကိုအတူတူငါတွေးလိုက်တယ်ဘယ်လာကလည်းသူ့ရဲ့အကြောင်းကိုသူ့ရဲ့မိဘတွေကိုပြောပြခဲ့ပြီးတော့ရှန်တနုကလည်းသူ့ရဲ့မိဘတွေကိုဘယ်လာအကြောင်းကိုပြောပြခဲ့ပါတယ်အားလုံးကလည်းသဘောတူလက်ခံခဲ့ကြပါတယ်။အဲ့လိုနဲ့တရားမှာတော့နေလေကင်းတစ်ခုမှာဘဲလာမွေမကရေကန်တစ်ခုနာမှာသွားနေခဲ့ပါတယ်။နောက်ထပ်ရက်နေငယ်ကြာလို့ရှိရင်ငါရဲ့မင်္ဂလာဆောင်ဖြစ်တော့မယ်။ငါကစဉ်းစားနေနေတော်တော်လေးကိုရှက်နေပြီ။ဘဲလာကတော့စိတ်ထဲကနေပြီးတော့ပဲတွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမနိုဟရဆိုတဲ့မွေစီယာတစ်ပါးကရောက်လာခဲ့ပါတယ်။ပြီးတာနဲ့ဘဲလာဆိုတဲ့မွေမလေးကိုတွေ့သွားခဲ့ပါတယ်။ဘဲလာကတော်တော်လေးကိုလှပတဲ့မွေမလေးတစ်ခေါက်ပဲဖြစ်ပါတယ်။ဒါကြောင့်မွေးစရာကြီးမနိုဟရကတော့မမြင်ချင်းပဲဘဲလာကိုချစ်ခင်မြန်လို့သွားခဲ့ပါတယ်အမလေးကြည့်ပါအောင်ကွာဒီမွေမကတော်တော်လေးကိုလှပတဲ့မွေမပဲငါသာဒီလောက်ထိလှပတဲ့မိန်းကလေးတစ်ယောက်နဲ့လက်ထပ်ခွင့်ရမယ်ဆိုလို့ရှိရင်ဘလောက်တောင်မှကံကောင်းလိုက်မလဲကိစ္စမရှိပါဘူးငါသူနဲ့လည်းလက်ထပ်လို့ရတာပဲငါသူ့ကိုမင်္ဂလာဆောင်ကြောင်းစကားပြောကြည့်ရမယ်မနိုဟရကလည်းမွေမလေးဘဲလာရဲ့အရှိကိုသွားခဲ့ပါတယ်ဆန္ဒရှိတိုင်းပြောင်းလဲလို့ရတဲ့မွေမလေးရေမင်းရဲ့နာမည်ဘယ်လိုခေါ်လဲကျမကတော့ဘယ်လာဆိုတဲ့မွေမတကောင်ပါဒါနဲ့ရှင်ကဘယ်သူလဲကျွန်တော်ကမနိုဟရပါမနိုဟရဟုတ်လားဒါဆိုလို့ရှိရင်အဲ့ဒီကြောက်စရာကောင်းပြီးတော့ယွန်းစရာကောင်းတဲ့မွေစရာကြီးဆိုတာရှင်ပေါ့မကောင်းတဲ့သူကျွန်တော်ကမကောင်းတဲ့သူမဟုတ်ပါဘူးကျွန်တော်ကကောင်းမွန်တဲ့လူသားတစ်ယောက်ပါငါမင်းကိုအရန်အရေးကြီးတဲ့စကားတစ်ခုပြောစရာရှိလို့ဒီကိုလာခဲ့တာဟုတ်ပြီပြောပါအောင်ဘာစကားလဲမင်းကတကယ်အရန်ကိုလှပါတဲ့မွေမတကောင်ပဲငါမင်းကိုအရန်သဘောကျတယ်မင်းငါနဲ့လက်ထပ်နိုင်မလားဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့မွေမလေးဘဲလာကလည်းအော်ပြီးတော့ရှိနေခဲ့ပါတယ်။ဘာပြောတယ်။ကျမအရှင်နဲ့လက်ထပ်ရမယ်ဟုတ်လား။ကျမလိုမျိုးမွေမတကောင်နဲ့ရှင်လိုမျိုးမွေစရာတစ်ကောင်လက်ထပ်တာကြားဘူးလို့လား။ဘဲလာကလည်းရီးပဲရှိနေခဲ့ပါတယ်။လောင်ပြောင်တလို့ခံစားခဲ့ရတဲ့အတွက်ကြောင့်မလို့မနိုဟရကလည်းတော်တော်လေးကိုစိတ်ဆိုးသွားခဲ့ပါတယ်။မင်းကမွေစရာတယောက်ကိုညင်းပယ်နေတာပဲ။တသေးချစဉ်းစားနော်။
ကျမတိတ်မကြခင်မှာရှောင်းတနူးဆိုတဲ့ကျမရဲ့ချစ်သူနဲ့အတူတူလက်ထပ်ကြောမှာရှင်ဒီကနေသွားလိုက်တော့ဘယ်လာကမနိုဟာကိုညင်းပယ်လိုက်ပါတယ်မွေးစရာမနိုဟာကလည်းတော်တော်လေးကိုဒေါသတွေထွက်နေခဲ့ပါတယ်ငါ့ကိုများမွေမတစ်ကောင်ကညင်းပယ်လိုက်ရတယ်လို့တော်တော်လေးကိုတတ်သိရှိနေတာပေါ့လေနေရဟုတ်လားငါကတော့အဲ့ဒီမွေမကိုပဲလိုချင်တယ်ငါသူနဲ့ပဲငါရဲ့မင်္ဂလာဥညကိုဖြတ်တန်းမယ်တော်တော်လေးကိုစဉ်းစားပြီးနောက်မှာတော့မနိုဟာကအစီအစဉ်တစ်ခုရေးဆွဲခဲ့ပါတယ်ရှန်တနိုးဆိုတဲ့မွေနဲ့သူကလက်ထပ်ဖို့အတွက်စီစဉ်ထားခဲ့တာမလားငါရှန်တနိုးကိုလုံးဝပျောက်သွားအောင်လို့အပြောက်ဖြောက်ပြမယ်အဲ့ဒီနေ့ညမှာပဲရှန်တနိုးကတော့တငယ်ချင်းတယောက်ရဲ့အိမ်ကိုသွားနေခဲ့ပါတယ်တငယ်ချင်းအိမ်ကနေပြီးတော့သူ့အိမ်ကိုပြန်လာနေခဲ့ပါတယ်ညကလည်းတော်တော်လေးကိုမိုးချုံနေခဲ့ပါပြီတောလန်းကလည်းဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲတနေရာကနေပြီးတော့ဘင်ခရမှုတ်နေတဲ့အတန်ကိုသူကြားခဲ့ရပါတယ်ဒီတန်ဘယ်ကနေကြားနေရတာလဲဒါကိုဘယ်သူမှုတ်နေရလဲအခုချိန်ကြီးခေါင်းမူလာပြီခေါင်းတွေအရမ်းမူလာပြီရှန်တနိုးကလည်းခေါင်းတွေအရမ်းမူပြီးတော့မေးလဲသွားခဲ့တဲ့အချိန်မှာပဲမွေးစီယာမနိုဟတ်ကအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်သူရဲ့လက်ထဲမှာအလိုရှိနေခဲ့ပါတယ်အခုတော့ရှန်တနိုးငါရဲ့လက်ထဲကိုရောက်လာပြီမွေးမလေးဘယ်လာရေးမင်းအခုဘယ်လိုလုပ်ကြမလဲမွေးစီယာမနိုဟတ်ကရှန်တနိုးကိုအရိကနေပြီးတော့သူနဲ့အတူတူယူသွားခဲ့ပါတယ်နောက်တစ်ယောက်သွားတဲ့အချိန်မှာတော့မွေးမလေးဘယ်လာကရှန်တနိုးကိုလိုက်ရှာနေခဲ့ပါတယ်ဒါပေမဲ့ရှန်တနိုးကိုတော့ဘယ်မှရှာလို့မတွေ့ခဲ့ပါဘူးဘာဖြစ်သွားတာလဲရှန်တနိုးကဘယ်ကိုရောက်သွားတာလဲအဲ့ဒီချိန်နောက်ကနေပြီးတော့မွေးစီယာရောက်လာပြီးတော့ပြောခဲ့ပါတယ်မင်းရှန်တနိုးကိုလိုက်ရှာနေရလားဟုတ်တယ်ကျမချစ်သူရှန်တနိုးလုံးဝရှာလို့မတွေ့ဘူးရှင်ကသူ့ကိုတခုခုလုံလိုက်ကြတော့မဟုတ်ဘူးမဟုတ်လားဟုတ်တယ်ရှန်တနိုးကိုငါကဖမ်းခဲ့တာပဲမင်းရှန်တနိုးကိုအန်ဒီရဲ့ကီကီနဲ့ပြန်လို့ခြင်းနဲ့ဆိုလို့ရှင်ငါနဲ့လက်ထပ်မှဖြစ်မယ်ရှင်ကတော်တော်လေးကိုရုံးမာတဲ့မွေးစရာတယောက်ပဲအဲ့လိုပြောပြီးနောက်မှာတော့ဘယ်လာကမနိုဟတ်ကိုပေါက်တက်ဖြစ်ဖို့အတွက်ရှေ့ကိုတိုးလာခဲ့ပါတယ်ငါ့ကိုတက်လိုက်ရုံနဲ့မင်းရှန်တနိုးကိုပြန်ရမယ်လို့ထင်နေတာလားမင်းငါနဲ့လက်ထပ်လိုက်ပါမင်းရဲ့ရှန်တနိုးကိုကဲတင်နိုင်တာငါတယောက်ပဲရှိတယ်ဘယ်လာရဲ့ရှင်မှာဘာလာမှမရှိတော့ပါဘူးအဲ့လိုနဲ့သူကလည်းလက်ခံခဲ့ရပါတယ်ဒါပေမဲ့သူကမနိုဟတ်ကိုတပ်ပစ်ဖို့အကြံစီကိုတော့ကြံစီခဲ့ပါတယ်နောက်နေ့ရောက်သွားတဲ့အချိန်မှာတော့မနိုဟတ်နဲ့ဘယ်လာတို့လက်ထပ်ခဲ့ကြပါတယ်ဂရီအရာမနိုဟတ်ကလည်းရှန်တနိုးကိုလှုပ်ပေးခဲ့ပါတယ်မင်္ဂလာဦးညရောက်သွားတဲ့အချိန်မှာဘယ်လာရဲ့ဘဝကိုမှားတင်လိုက်တဲ့အချိန်မှာပဲမွေးမလေးဘယ်လာကမနိုဟတ်ကိုပေါက်တပ်ပစ်ခဲ့ပါတယ်မနိုဟတ်လည်းမြေပေါ်မှာလဲကျပြီးတော့လူလိမ့်နေခဲ့ပါတယ်နေကငါ့ကိုတပ်ပစ်တယ်မင်းသတိထားလိုက်ပါငါကမင်းနဲ့အတူတူမင်္ဂလာဦးညကိုမဖြတ်တန်းရသေးဘူးမင်းငါနဲ့မင်္ဂလာဦးညမဖြတ်တမ်းမချင်းမင်းဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးအဲ့လိုပြောပြီးနောက်မှာတော့မနိုဟတ်ကလည်းပေါက်တာလိုပုံစံမျိုးတစ်ခုခုကိုဘယ်လာပေါ်ကိုပစ်ထည့်လိုက်ပါတယ်အဲ့လိုနဲ့ဘယ်လာလည်းတေးဆုံးသွားခဲ့ပါတယ်မနိုဟတ်လည်းအဲ့ဒီနေရာမှာပဲတေးသွားခဲ့ပါတယ်ဘယ်လာရဲ့ဝိညာဉ်ကရှောက်သွားနေခဲ့ပါတယ်နှစ်ပေါင်း100ကြာသွားတဲ့အချိန်မှာတော့မနိုဟတ်လည်းပြန်လဲမွေးဖွားလာခဲ့ပါတယ်ပြီးခဲ့တဲ့ဘဝကလုပ်ခဲ့တဲ့အပြစ်တွေကြောင့်သူမိန်းကလေးရှာမရဖြစ်နေခဲ့ပါတယ်။ဘယ်လာရဲ့ဝိညာဉ်ကတော့အရာအလုံးကိုမှတ်မိနေခဲ့ပါတယ်။ဒါကြောင့်ပဲသူကမနိုဟတ်နဲ့လက်ထပ်ဖို့အတွက်သဘောတူခဲ့ပါတယ်။အဲဒီနောက်မှာတော့မနိုဟတ်နဲ့လက်ထပ်ပြီးတော့မွေးမလေးဘယ်လာကလည်းမင်္ဂလာဦးညကိုဖြတ်တန်းခဲ့ပါတယ်။ဒီနောက်မှာတော့ဘယ်လာကလည်းအမြဲတမ်းအတွက်လွတ်မြောက်သွားခဲ့ပါတယ်။မွေရှောင်းတနိုးကတော့ဒီလောက်နှစ်ပေါင်းများစွာကြာအောင်ဘယ်လာကိုကောင်းကင်နန်းပေါ်မှာစောင့်ဆိုင်နေခဲ့ပါတယ်။ဘယ်လာကလည်းရှောင်းတနိုးစီကိုသွားခဲ့ပါတယ်။ဘယ်လာရဲ့မင်းရောက်လာပြီလား။ဟုတ်တယ်ရှောင်းတနိုးရဲ့နောက်ဆုံးတော့ငါတို့နှစ်ယောက်ဆုံတွေ့ရပြီ။အရင်ဘဝတုန်းကအတူတူမဖြစ်ခဲ့တော့ဘာဖြစ်လဲဘဝရဲ့ဒီဘက်အချမ်းမှာတော့ငါတို့အမြဲတမ်းအတူတူနေကြမယ်အဲ့ဒီချိန်ကစပြီးနှစ်ယောက်စလုံးကအတူတူနေခဲ့ကြပါတယ်လူပြည်လောကမှာရှိတဲ့မနိုဟတ်ကတော့ယူသွားခဲ့ပါတယ်ပြီးခဲ့တဲ့ဘဝကလုပ်ခဲ့တဲ့အပြစ်တွေအလုံးကိုဒီဘဝမှာသူခံစားနေခဲ့ရပါတယ်အဲ့ဒါကြောင့်ပြောတာမကောင်းမှုကလူတွေရဲ့အနောက်ကိုဘယ်တော့မှမလွတ်ဘူး